Family ငန်းပြီးရေလာဟေးသွားရအောင်လာပြီပါရေ10နှစ်သမီးလေးပုံခံလွန်သည်ပလိုက်တစ်ဖက်ဓမ္မတစ်ဖက်ကိုကင်ကအိမ်ပေါ်မှလှကနေခုံဆင်လိုက်သည်ထို့နောက်ပလိုက်ထဲမှဓမ္မကိုထည့်လိုက်ပြီးပလိုက်ကျိုးတည်ပြားကိုနှစ်ဖူးမှချိတ်၍လွယ်လိုက်သည်ပါးကတော့ရှေ့ကနေခြေလန်းကျဲကြီးဖြင့်တွတ်တွတ်သွားနှင်ပြီလွန်ကပါးကိုမှီအောင်တွတ်တွတ်လေးအပြေးတစ်ပိုင်းလိုက်လာသည်လွန်ကလေးတန်းအောင်မိကလေးကအကြောင်းဆက်မတက်တော့ပဲပါးနှင့်အတူတောင်ယာထဲသို့လိုက်လေးရှိသည်ပါးနှင့်အတူတောင်ယာခုတ်ထွင်ရင်တောင်ယာမီးရှို့ရင်တောင်ယာစိုက်ပျိုးရိတ်သိမ်းရင်ပုံခန့်လွန်သည်ယောက်ျားလေးတယောက်ကဲ့သို့တန်မာရဲရင်လာသည်ဒီနေ့သည်တောင်ယာခုတ်ထွင်ရမယ့်နေ့ဖြစ်သည်နွမ်းတို့ရွာနီးတစ်ဝိုင်းမှလူများသည်ရွှေပြောင်းတောင်ယာလောက်ကင်စားတော့ရသည်တောင်ယာတစ်ခါခုတ်ထွင်ရှင်းလင်းပြီးစိုက်ပျိုးလျင်ထိုတောင်ယာကို4-5နှစ်အသုံးပြုစိုက်ပျိုးကြသည်နွမ်းကိုတော့ကြောင်ဟင်းရွာကလေးမှမွေးဖွားခဲ့သည်ကြောင်ဟင်းရွာမှာဖလန်းနှင့်4 မိုင်ခန့်အကွာအဝေးတွင်ရှိပြီးဖလန်းထက်နှိမ့်သည့်ဂျိုင်ဝမ်အစင်းမိုင်တွင်ရှိသဖြင့်အေးတံသက်သာခါပူနွေးသည့်ဒေသတွေမှာပေါက်ရောက်သည့်အရက်ပင်တွေသင်းမောပင်တွေရှိခြင်းဖြစ်သည်ဟုနူးရှိစဉ်ကပြောပြခဲ့ဘူးတာကိုနွမ်းကမှတ်မိနေသည်နူးကကျောင်းဆရာမဖြစ်၍နွမ်းကျောင်းသူဘဝကပျော်စရာကောင်းသည်ဟုထင်မိသည်နွမ်းနှင့်ရွယ်သူကျောင်းသူကလေးတွေမိဘနှင့်ခွဲပြီးကျောင်းလာတက်ရသဖြင့်ငိုမဲ့မဲ့ဖြစ်နေချိန်မှာနွမ်းကတော့နူးစာတင်နေသည့်အတန်းကိုသွားချောင်းကြည့်ရင်ပျော်ရွှင်အားရှိခဲ့သည်ညီမလေးပါရောနူးပါရှိစဉ်တုန်းကတော့နွမ်းတို့မိသားစုဘဝကပတ်စံမချမ်းသာတော့လဲပျော်စရာကောင်းသည်ဟုထင်မိသည်နွမ်းတို့ရွာကလေးကလည်းတာယာသည်ရွာကနေလမ်းကြည့်လျင်မြစ်ဤအထက်ဖက်ရှုခင်းကိုရောအောက်ဖက်ရှုခင်းကိုပါမြင်ရသည်ရှုခင်းကောင်းသည့်နေရာမှာရက်၍မဏိပူရမြစ်ကိုလှမ်းမြော်ကြည့်မိလျင်တော့ဘာရင်ညာရင်မဟုတ်ပျော်သလိုလိုဖြစ်ရသေးသည်နွမ်းပြီးတော်ခုတ်ဟုတ်ပပဒီနေ့ပြီးခုံပါလားပပနွမ်းကအနားကခြုံတစ်ခုကိုအာဘတရလွှဲ၍ခုတ်ရင်းပြန်ပြီးတော့ပါကတစ်ပင်ငယ်တစ်ပင်ကိုခုတ်ပိုင်း၍ပလိုင်းနဲ့သူထည့်လိုက်ရင်တရက်ထဲနဲ့တော့မပြီးဘူးလေတော်ခုတ်ရင်တော့9 ရက်လောက်ခုတ်ရမယ်ဒီတနေရာခုတ်ပြီးရင်တော်ပြီးပြောင်းခင်းဘက်သွားရအောင်မယ်ပါကရှေ့သို့ခတ်သွက်တိုးသွားနေသည်ပါကပြောစရာရှိတာပြောသည်လှုပ်စရာရှိတာလှုပ်မည်မျက်နှာကလည်းအရေအပြုံးမရှိပါနှင့်နူးဆုံးသွားပြီးကလေးကကြောက်ရွံ့လိုဖြစ်သွားသည်နွန့်ကိုယ်တော်ဂီယူမဆိုင်ချင်တော့နူးကအစာရင်သွေးကြောပေါက်ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်ဖလန်းစိတ်ယုံကိုခေါ်သွားတော့လဲလမ်းမှာပဲဆုံးသွားခဲ့သည်ပါကကလေးမျိုးကိုသွားနေသဖြင့်အသက်မမီလိုက်ချေအိမ်မှာပါမရှိချိန်နူးကိုအိမ်နီးချင်းရွာသားတွေကပဲဆေးရုံပို့ခဲ့ရခြင်းဖြစ်ရာထို့အဖြစ်ကပါကိုပို့၍စိတ်ထိခိုက်စေပုံရသည်ကဲတော်ပြီဟေ့ရာခင်းဘက်သွားမယ်ပါကရှေ့ကနေအော်ပြောသွားပြီးတောဆက်လူသွားလမ်းဘက်သို့ရှောက်ထွက်သွားပြီးဖြစ်ရာနွမ်းကနောက်မှတွတ်ပြေးလိုက်သွားရသည်ရာခင်းထဲရောက်တော့ပြောင်းမှုတွေချိုးကပလိုင်းဆန်တလောက်ထည့်ရသည်ပြောင်းပင်တွေကြားမှာຫນွယ်တက်နေသောအောင်လောက်ပဲတွေခူးကထည့်ရသည်ပြောင်းနှင့်ပဲကနွမ်းတို့၏အတီးကအစာဖြစ်သည်နူးရှိစဉ်ကတော့ဖလန်းကိုလကသွားထုတ်ပြီးပြန်လာတိုင်းအမဲသားတွေဝယ်လာပြီးတချို့ကိုအချောက်လန်းထားကတချို့ကိုပြောင်းနှင့်ရောကျူ၍စာပူးသီးချက်ကျွေးတတ်သည်ခုတော့စာပူးသီးနှင့်ဝေးတာကြပြီပါးကလည်းအားရင်အရက်တောက်နေကလူလဲပိန်လာသည်အားလဲတိတ်မရှိတော့ဘူးဟုထင်ရသည်အလုတ်လုတ်သားလဲစိတ်မပါတော့တောင်ယာကလည်းတိတ်မဖြစ်ထွန်းတော့ချေနေမွန်းတိတ်တော့မှနွမ်းတို့သားအဖအိမ်ပြန်ရောက်လာသည်နွမ်းကရာဘူးသီးချက်ဖို့ပြင်ရသည်ပါးကပါမစိုးစိတ်မပါလက်မပါဖြစ်နေတတ်၍လားမသိနွမ်းကပါးထက်ပိုပြီးဖြက်ဖြက်လက်လက်စိတ်ပါလက်ပါလောက်ကင်တက်လာသည်ပါးကအိမ်ပြန်ရောက်ချင်းပင်အရက်ပလင်းကိုကင်သည်နွမ်းကတော့မိဖို့ကြောင့်နေဝင်ကအောင်လောက်ပဲစိန်ထားသည့်အိုးကိုကင်ရသည်အောင်လောက်ပဲကချက်ရခတ်လာသည်နူးကတော့အောင်လောက်ပဲမှာဗီတာမင်တွေအပြည့်ပဲဟုပြောခဲ့ဘူးသည်ဗီတာမင်ပြည့်သည်ဟုဆို၍သာကြိတ်မိတ်စားရတော့လဲအရသာကခက်ချင်ချင်းနဲ့တိတ်စားကောင်းလာတာမဟုတ်ချေပြီးတော့သူကအကြာကြီးလဲစိုက်ရသေးသည်ပြောင်းကဖြင့်စိုက်ပြီး4 လဆိုစားရပြီအောင်လောက်ပဲကတော့ပြောင်းခူးပြီးကြံရခဲ့သည့်ပြောင်းမင်အငုတ်ကိုຫນွယ်တက်လို့ကောင်းတော့9 လလောက်ဆောင်ကစားရတော့လဲအရသာကဖြင့်ပြောင်းကိုမမီသို့တော်သူကဗီတာမင်ပါသဖြင့်မစားလို့လည်းမဖြစ်ထိုစားမကောင်းသည့်ပဲမှာအစိတ်ကလည်းရှိသေးသည်အစိတ်ပြေအောင်3 ရက်လောက်ရေစိမ်းရသည်ရေတစ်ခါတည်းထည့်ပြီး3 ရက်ကြာအောင်စိမ်းရတာလည်းမဟုတ်မနက်တစ်ခါညတစ်ခါရေလဲပေးရသေးသည်
နွမ်းတို့အရက်မှာတော့စားစရာရှားပါလာသည်ဖြစ်ရာအောင်လောက်ပဲနှင့်ပြောင်းကိုသာအကောင်းလုပ်၍စားရသည်ထိုပဲကိုပင်အခွန်ခွာကစင်အိုးနှင့်အချင်းသိပ်ပြီးတူလောင်စားတော့ရသည်နွမ်းသည်ဆွဲတာအင်ကြီးလက်ကိုတထောင်စစ်အထိပင့်တင်ပြီးရေစိမ်ထားသောပဲတွေကိုဝေနောက်စေကြောရင်းမြမလေးပါကိုတတိယမိသည်ပါကရာဘူးသည်ဆိုလုံးဝမကြိုက်ပါရှားဘူးသည်ကြတော့ခဏခဏစားရတယ်စားဘူးသည်ကြတော့တစ်ခါတလေမှစားရတယ်ရာဘူးသည်မစားချင်ပါဘူးပါကဆန္ဒပြလျင်နန်းကပါကိုတီတိုးချော်မော်ရသည်ပါတဲ့ပပရှိမှအဲ့ဒီလိုမပြောရအောင်နော်ပပစိတ်ညစ်သွားလိမ့်မယ်ရာဘူးသည်လည်းကောင်းပါတယ်ပါတဲ့ရဲ့ပဲထဲမှာဗီတာမင်အပြည့်ပဲတဲ့သိလားရာဘူးသည်များများစားမှပါတဲ့လည်းအားတွေရှိပြီးစားတွေချက်နိုင်မှာအားကစားလုပ်ရင်လည်းနိုင်အောင်ပါနန်းသည်ပါတဲ့နှင့်နူးအကြောင်းကိုတတိတရတွေးတော်ရင်ပဲအိုးကိုရေငှဲ့လိုက်သည်မီးဖို့ကိုမီးမွေးပြီးပြောင်းအိုးကိုခွင့်ပေါ်တင်လိုက်သည်ပပကိုလမ်းကြည့်တော့အရက်တောက်နေတာတွေ့ရသည်ပပကစကားနဲ့ကအရက်ပူတောက်လာတာကြာပြီအစာမရှိလဲတောက်နေတတ်သည်အခါမရွေးပဲလဲတောက်သည်အဲ့ဒီလိုတောက်ရင်သေတတ်သည်ဟုအိမ်နီးချင်းတွေကမကြာခဏသတိပေးတတ်သည်သို့တော့ပါကခီးမဆိုင်ငါဟင်းစားခြင်းနဲ့နန်းကမီးဖိုကိုထင်းဖြည့်ရင်ပါသိအတန်ကိုကြားမိသလိုရှိသည်ပါကလည်းငါမှမရှိတာမရှိရင်သွားဖမ်းမှာပေါ့ဟိုးကလမ်းမြင်နေရတဲ့မြစ်ကြီးမှာသွားဖမ်းမယ်လေအဝေးပဲလေဘလို့သွားမလဲလမ်းလျှောက်သွားမယ်လေရှောက်နိုင်လို့လားရှောက်နိုင်ပါရဲ့ညီမလေးညောင်းရင်မမကကြောပိုးသွားပေါ့ပါကထိုသို့မကြာခဏပူဇာတတ်သည်မဏိပူရမြစ်ကိုပါးနှင့်အတူနှွမ်းလိုက်သွားဖို့သည်ငါးစားခြင်းလျင်မဏိပူရမြစ်ကိုသွား၍ငါးဖမ်းရသည်ပပကမြစ်လေသို့သွားကမိန်နှင့်ပြည့်၍ငါးဖမ်းတတ်သည်နွမ်းလဲပါးတို့လိုက်လို့ရင်လက်တော်တော်တဲ့နေခဲ့ပြီနွမ်းတယောက်ထဲတော့ငါသွားမဖမ်းဘူးချေပါသေးကပူဇာလာသောတနေ့မှာတော့နွမ်းကပါသေးကိုခေါ်ကမဏိပူရမြစ်သို့ညီမနှစ်ယောက်အတူတူသွားခဲ့ကြသည်ကားလမ်းအတိုင်းသွားလျင်၈မိုင်လောက်ဝေးသည်ဟုပပပြောတာကြားဘူးသည်ဖြတ်လန်းကတော့ပူ၍နေသည်ပပနှင့်အတူသွားလျင်လည်းဖြတ်လန်းကပင်တောတိုး၍သွားရသည်ထိုနေ့ကပါသေးကငါးထိပ်ဖို့ချင်းပလိုင်းလေးကိုလွယ်၍နွမ်းကငါးဖမ်းမိမိန်ကိုကိုင်းကညီမနှစ်ယောက်တော်လန်တိုင်းလက်ချင်းတွဲ၍ရှောက်ခဲ့ကြသည်ပါသေးညောင်းလျင်နွမ်းကသူ့ကိုကြောပို့၍သွားရသည်ထိုနေ့ကအနေသာကမြစ်ပြင်ပေါ်တွင်နေရောင်ခြည်တို့ဖိတ်ဖိတ်လဲနေသည်ရေသည်မှန်သားပြင်ကဲ့သို့ကြည်လင်ကအောက်ခြေမှကြောက်တုံးများနှင့်ကူးခတ်သွားလာနေသောငါးများကိုမြင်ရသည်နွမ်းကပါသေးကိုကန်းဆက်တွင်ထားခဲ့ပြီးမြစ်လေသို့ဆင်းခဲ့သည်စောင်းနှင်းဖြစ်၍မြစ်လေရေကတိမ်တိမ်လေးဖြစ်သည်နွမ်းကမိန်းနံကိုကန်၍ငါးချောင်းနေတော့မှပါသေးကကန်းဆက်မှကြောက်တုံးတွေကိုလှုပ်ပြီးကြောက်တုံးအောက်မှအုပ်လိုက်ထွက်လာသည့်ငါးသေးသေးလေးတွေကိုလိုက်ဖမ်းရင်းရေဆော့နေသည်ပါသေးတစ်ချက်ခုံလိုက်တိုင်းနေရောင်အောက်မှရေစက်ရေပေါက်တွေဖွာကနေလွှင့်တက်လာသည်ခုခုခိခိအတန်လေးတွေကချစ်စပွဲနွမ်းကဘလုံးထိပ်ပြားမှာတန်ချွန်မြားကလေးတက်ထားသည့်မိန်းကိုမြှောက်၍ခက်ကြီးကြီးငါးတကောင်ကိုချိန်ရွယ်လိုက်သည်နွမ်းလက်မှဝှိခနဲပြေးထွက်သွားသောမိန်းသည်ရေလွှာကိုဖောက်ခါနွမ်းလက်မောင်းလောက်ကြီးသည့်ငါးတကောင်ကိုသွားဆိုင်သည်မိန်းကိုပြန်ဆွဲယူလိုက်တော့မိန်းပြားမှာငါးကဖြက်ဖြက်လှုပ်၍ပါလာသည်ဟေးငါးစားရတော့မယ်ဟိငါးခင်းစားရတော့မယ်ဟိပါသေးကကန်းဆက်ရည်ထဲမှာအော်ဟစ်ခုန်ပေါက်နေသည်အပြန်လန်းတွင်ငါးတချို့ပလိုင်းထဲမှပါလာသည်ချစ်တောက်ပူနေသောနေရောင်အောက်မှရေစိုးဝစ်များဖြင့်ရှောက်လာရင်းလမ်းတစ်ဝက်မှအဝတ်အစားတွေခြောက်သွားသည်ထိုနေ့ကအိမ်မှာပပမရှိပါပပရာထဲသို့သွားနေချိန်မှာနွမ်းတို့ညီအမတိတ်တိတ်လေးသွားခဲ့သောခရီးဖြစ်သည်အိမ်ရောက်တော့နွမ်းကင်ကျွေးသောငါးကိုပသေးကတကောင်လုံးကုံအောင်စားပစ်သည်ငါးကိုထူထားသည့်ဝါးတန်ထိတ်စွန်းနှစ်ဖက်ကိုကိုင်းကငါးကင်ကိုအာဘတရစားနေသောပါကိုကြည့်ရင်အတော်ငတ်နေရှာတာဟုတွေးကစိတ်မကောင်းဖြစ်မိသေးသည်ပပပြန်လာတော့နွမ်းတို့ငါးသွားဖမ်းမှန်းသိကနွမ်းကိုစူပွက်သည်နွမ်းကတော့ပပဆူတာခံခဲ့ရပေမဲ့ဝမ်းမနေပါပါသေးစားကျင်တာကြွေရသဖြင့်ကျေနပ်သည်ထိုညကပါသေးကိုပူကြီးကဖျားလေသည်အန်လဲအန်ဝမ်းတွေလဲလျှော်သည်ကြောင်ကရန်းတွေလဲအော်နေသည်အိမ်နီးချင်းတွေကကောင်းတို့ရရာဆေးတွေလာတိုက်ကြသည်ကောင်းသွားမှာပါဟုဆိုသည်ဖလန်းကိုခေါ်သွားစရာမလိုပါဘူးဟုဆိုသည်နောက်3ရက်ကြာသည့်အထိမသက်သာတော့မှဖလန်းကိုသွားဖို့စီစဉ်ရသည်သို့တော့ဖလန်းသို့မသွားမီပါသေးကနူးနူးနောက်သို့လိုက်သွားသည်
အဲ့ဒီနောက်တော့ပပကအရက်ပူတောက်လာကနှွမ်းကိုလည်းဒေါသမျက်ဝန်းများနှင့်စိုက်ကြည့်တယ်လာသည်ပသေးရာနှွမ်းကြောင့်ဟုပပတွေးမှန်းနှွမ်းသိပါသည်နှွမ်းကစူပွက်စပြူသည့်ပြောင်းဦးပြီးမှထိုင်ကအောင်လောက်ပဲတွေကိုအခွန်ခွာလက်ခုပ်ဖြင့်စုပ်ယူပြီးပြောင်းဦးတဲ့သို့ထဲမွေလိုက်သည်မကြခင်ရာဘူးသီးအိုးကျက်လေပြီနှွမ်းကပပဖို့အရင်ခတ်ခါရာဘူးသီးပူပူနွေးနွေးပကံကိုပပရှိသို့ယူလာသည်ပါဒီမှာရာဘူးသီးစားလို့ရပြီအေးထားခဲ့နှွမ်းကပပရှိမှရာဘူးသီးပကံကိုချထားပေးခဲ့ပြီးမီးဖိုချောင်းထဲဝင်ကစေကြောတန်ဆင်ရသည်အားလုံးပြီးတော့မှအိုးထဲကလက်ကျန်ရာဘူးသီးကိုပကံထဲခတ်ထဲကမီးဖိုချောင်းထဲမှာပင်စားလိုက်ပါသည်ပါကနှွမ်းအပေါ်မနှွေးထွေးတော့လဲနှွမ်းကကုဘာသာနေတတ်လာသည်ကိုအားကိုတတ်လာသည်တခါတလေတော့ရွာကနေမဏိပူရမြစ်ကိုလှမ်းမြင်ရသည့်တောင်ကုန်းနေရာလေးမှာသွားရဲ၍မြစ်ကိုမျှော်ကြည့်ရင်ဝမ်းနေစိတ်ဖြစ်ရသည်သို့တော့ကြထိုင်ပြီးဝမ်းနေမနေဖြစ်ကိုလုံးစရာရှိသည့်အလုပ်ကိုသာကြိုးကြိုးစားစားလုပ်ဖြစ်သည်ကြီးကလေးဟာအသက်ငယ်ငယ်လေးနဲ့လူကြီးလေးလိုအလုပ်လုပ်တော့လူကြီးနဲ့တူနေပြီပေါ့အိမ်နီးနားချင်းတွေရွာတွေကလူတွေကနှွမ်းကိုတွေ့ရင်ဒီလိုပဲပြောလာကြသည်နှွမ်းကမငိုဖြစ်သလိုရဲလဲမရဲဖြစ်အိမ်မှုကိစ္စလုပ်ရင်တောင်ရခုတ်ထွင်လောက်ကိုင်းရင်ပပလိုပဲစကားနေလာသည်တနေ့တော့နှွမ်းကအရက်တောက်နေသည့်ပပရှိမှတင့်မြင့်ငွေထိုင်ချလိုက်ရင်ပါအရက်တောက်ရင်တေးတတ်တယ်တဲ့အေးငါသိပါတယ်ဟိုဘက်အိမ်ကတယောက်လဲမကောင်းတဲ့အရက်တွေနေ့တိုင်းတောက်နေတော့တေရောမဟုတ်လားအေးငါသိပါတယ်ရက်ပူရဲ့ညီလဲဟာခါသွားနေရလေအရက်တွေအများကြီးတောက်ပြီးနှောက်တော့ကျိုးဆွဲချတေရောတဲ့အေးငါသိပါတယ်ဒါဆိုပပကတေချင်လို့တောက်နေရလားအေးငါတင်လန်ဆန်ရွာကနင့်ပီးစီမှာသွားနေကြားလားမနေပါဘူးငါ့ဘာသာတောင်ရလောက်စားမှာပေါ့နင်တယောက်တည်းပဲဖြစ်မလဲဖြစ်ပါတယ်ပါးသာဖြောင်းဖြောင်းသွားပါဖះသခင်စီရောက်ရင်သာအရက်ဆက်မတောက်နဲ့တော့ပါးကပြတ်သားတော့နှွမ်းလဲပြတ်သားသည်တိတ်မကြခင်အေးလာသည့်စောင်းတနေ့မနက်မှာပါးကိုဖះသခင်ကခေါ်သွားသည်နှွမ်းတယောက်တည်းကြံခဲ့သည်ထိုနေ့ကနှွမ်းတယောက်တည်းပလိုင်းနှင့်ဓမ္မကိုဆွဲကာတောထဲသို့ပြေးဝင်လာခဲ့သည်နှွမ်းသည်ကမူးရှူတို့တောထဲသို့တိုးလာရင်ဓမ္မဖြင့်မြင်ရာကိုစိတ်လိုက်မှန်ပါခုတ်ပိုင်းလာသည်ဘေညာလက်နှစ်ဖက်ဖြင့်ဓမ္မအယိုးကိုစုပ်ကိုင်ကတဝိဝိဝှေ့ရမ်းလာသည်တရွှမ်းရွှမ်းတန်နှင့်အတူတိရွက်တွေတစ်ကိုင်းတွေခြုံမင်တွေအပိုင်းပိုင်းပြက်ကျန်လွင့်စင်သွားသည်အေးလာသည့်မြောက်ပြန်လေတဟူးဟူးတိုက်နေတော့လဲနှွမ်းတကူလုံးချွေးပြိုက်ကြကတုံရင်နေသည်တောင်ဆုံးကဖြတ်တော့တိမ်တွေကနှွမ်းမျက်နှာကိုတိုးသွားသည်နှွမ်းသည်ခုတ်ထွင်လက်စတောင်ရထဲမှတစ်နေ့လုံးတောင်ရခုန်နေသည်နှွမ်းစိတ်သည်ကိုနှင့်မကပ်အသိစိတ်ဝင်လာလိုက်ပြန်လင်းထွက်သွားလိုက်ခန္ဓာကိုယ်ကနာကျင်မှုနှင့်ဓားကိုစုပ်ကင်ထားသည့်လက်များစီကစုပ်ပြတ်နာကျင်မှုကိုသိလိုက်မသိလိုက်နွမ်းတို့ခုတ်လက်စတောင်ရကိုခုတ်ခဲ့ပြီးပြီလားတောင်ရ၏အခြားတစ်ဖက်ကိုနေကျွံလာခဲ့တာလားဆိုတာကိုပင်မမှတ်မိမသိရှိတော့နောက်ဆုံးတွင်နွမ်းသည်ရေကြီးပေါ်သို့ပတ်လက်ပြိုလဲသွားသည်တောသည်နွမ်းအသက်ရှူတံကိုနွမ်းပြန်ကြားနေရသည်မှာအပစိတ်ငြိမ်နေသည်ဟုထင်သည်နွမ်းမျက်နှာမူရာအရမှာတော့ပြသောကောင်းကင်နှင့်တိမ်ဆိုင်ဖြူတွေကိုတွေ့သည်ဟောကောင်းကင်ဘောကကြည်နေတာနွမ်းမိသားစုလားနွမ်းပြန်ကြားနေရသည့်အသက်ရှူတံကပို၍ကျယ်လောင်လာသည်ရှင်ဘတ်ထဲကနှလုံးခုန်တန်းကနားဦးပွင့်တော်မတက်ကျယ်လောင်လာသည်နွမ်းသည်ပြုံးဆိုခုန်ထားလာကတတိလက်လွတ်ဖြင့်မြင်ရာကိုခုတ်ပိုင်းမိပြန်သည်ညနေဆောင်တော်မှတောကိုတိုးကလာသောလူသံတွေကိုကြားရသည်ပြဝင်နေသောမျက်လုံးထဲမှလှုပ်ရှားနေသောအရိပ်တွေကိုမြင်သည်နှွမ်းပြီးရေခေါ်သံတွေတဖြည်းဖြည်းနီလာသည်ခြေသံတွေတဖြည်းဖြည်းကျဲလောင်လာသည်လန်ဆန်ရွာကနှွမ်းပြီးကျင်းပုံဤမျက်နှာကိုဝီဝါးမြင်ရသည်အဲ့ဒီနောက်တော့တတော်လုံးချာလဲ၍သွားလေသည်နှွမ်းတရိယချိန်မှာပြီးကနှွမ်းကိုဖက်၍ပြောသည်နှွမ်းပြီးသမီးပြီးနဲ့လိုက်ခဲ့နော်သမီးတယောက်တည်းမဟုတ်ဘူးလေပြီးရှိတယ်လေဟမ်နှွမ်းဒီအိမ်မှာပဲနေမယ်တောင်ရစိုက်စားမယ်နှွမ်းနေရဲတယ်တယောက်တည်းနေလို့ဘယ်ဖြစ်ပါမလဲနှွမ်းပြီးရဲ့နောက်ဆုံးတော့နှွမ်းစာတီကြောင်ဟင်းရွာကလေးကိုခွဲခွာကအဖွားအိမ်ရှိရာတီးတိန်နာကလန်ဆန်ရွာကိုလိုက်ပါသွားခဲ့ရပါသည်3နှင်းမြူပိတ်ဖုံးနေသောစောင်းနက်နက်ခင်းသည်
အယိုးခွေမတက်အေးစိမ်နေသည်မနက်9 နာရီခွဲကျော်သာရှိသေး၍ပတ်ဝန်းကျင်သည်ကောင်းစွာမလင်းကျင်းနိုင်သည်ချေနွန့်သည်ထင်းအပြည့်ပါသည့်ပလိုင်းကိုကြောပေါ်မီးတင်ကပလိုင်းကျိုးကိုနှစ်ဖူးတွင်ချိတ်လွဲလျက်တောင်ဆောင်လင်မြင်တစ်ခုပေါ်သို့ခက်မှန်မှန်လှမ်းတက်လာသည်နွန့်ခန္ဓာကိုယ်သည်ရှေ့သို့ဆိုင်း၍နေသည်တောင်တင်းတန်မာခဲ့ပြီးဖြစ်သောခြေသလုံးတွေကထင်းပလိုင်း၏အလေးချိန်ကိုလွယ်ပိုးကတောင်ဆောင်လင်မြင်အထက်စီသို့မယိုင်မလဲခိုင်မြဲစွာတက်နေသည်အလားတုန်းကတော့ဒီတောင်ဆောင်အတိုင်းပေါ့ပါးစွာပြေးဆင်းခဲ့သည်ပလိုင်းထဲမှာရေဘူးနှင့်ဓာတာပါသဖြင့်အခုလိုမလေးပင်သည်မနက်9 နာရီခွဲလောက်ကတည်းကပင်ပြီးအိမ်မှထွက်လာခဲ့သဖြင့်လေးနှင့်အတူလွင့်နေသောနှင်းမုံတို့သည်နှင်းမုံတိုင်းတစ်ဖွဲနွန့်ကိုဖြန့်ပတ်လျက်ပတ်ဝန်းကျင်သည်ပြာရီမှိုင်း၍နေသည်အေးတံကိုကာကွယ်ရန်ဝတ်ထားသည့်ဘောင်းမရှိတစ်ထပ်ပေါ်မှာချင်းလုံကြီးကိုခတ်တူတူတစ်ထပ်ပတ်၍ဝတ်လာခဲ့သည်ဆွဲတာတူတူပေါ်မှာဖြင်းချဲအင်ကြီးတစ်ထည်ထပ်၍ဝတ်လာသည်ကြောလေထီရှိသောသပင်တွေကိုဖုန်မီနှစ်ချောင်းခက်ချစ်ချီကခေါင်းစုပ်အုပ်ထုပ်တစ်လုံးထပ်၍ဆောင်းလာခဲ့သည်ဖက်နှက်များကတော့စစ်ဖို့ဖက်နှက်ဖြစ်လေသည်ယခုအခါမှာတော့နွန့်သည်တန်မာထွက်ကြိုင်သည့်ချင်းမိမ့်မပြိုကလေးတစ်ယောက်ဖြစ်ခဲ့ပြီပြီးကနွန့်ကိုကြောင်းဆက်ထားပြီးသဖြင့်နွန့်ကကြောင်းဆက်နေဝင်ရသည်နွန့်တို့လန်ဆန်ရွာလေးနှင့်4 မိုင်လောက်ဝေးသောတီတိမ်ကိုနေ့တိုင်းခြေချင်းလျှောက်၍ကြောင်းတက်ရသည်ကျောင်းမတက်မီမနက်စောစောထ၍ရွာနှင့်2 မိုင်လောက်ဝေးသောနေရာကတောဆက်ကိုသွားကခုလိုထင်းခုတ်ရသည်ထို့ကြောင့်နွန့်ခြေထောက်တွေတန်မာတောင်တင်းလာတာအစမ်းတော့မဟုတ်ထင်းခုတ်ရလုံးသဖြင့်လက်မောင်းကလေးတွေပင်ကြစ်ခဲတောင်တင်းကကြွက်သားတက်၍လာသည်နွန့်တို့အတွက်တော့ထင်းကအသက်ဖြစ်သည်ထင်းမိဖို့ဖြင့်ချက်ပြုတ်ရသည်မီးလုံရသည်တမိုးလုံးထင်းလုံလောက်ဖို့တစ်ဆောင်လုံးတစ်နွေလုံးထင်းခုတ်ရသည်ကို့အတွက်သာခုတ်ရသည်မဟုတ်ပြန်ရောင်းမှုလည်းခုတ်ရသည်ထင်းရောင်းရသောဝင်ငွေဖြင့်အိမ်စရိတ်ကျောင်းစရိတ်သုံးဆွဲရသည်အစပထမတော့ကတော့တစ်ပင်အချောက်ကိုသာရွေးခုတ်ခဲ့သည်အချောက်ကုန်တော့လဲတွေ့ရကြုံရခုတ်ရတော့သည်အသက်ဆက်ဖို့အတွက်ထင်းကလိုအပ်သည်ကိုနွန့်ပြီးချင်းပုံမှာတားတွေတော့ရှိပါသည်သို့တော့သူတို့လည်းသူတို့အိမ်တော်နှင့်သူတို့ရုန်းကန်နေရသဖြင့်ပြီးကိုများမထောက်ပံ့နိုင်သားတစ်ယောက်မှာမလေးရှားကိုအလုပ်လုပ်ဖို့ထွက်သွားသည်ဟုဆိုတော့လဲပြီးကိုပြန်ထောက်နိုင်မဝေးလို့သူ့ဘာသာတောင်အဆင်ပြေလားမသိနွန့်သည်စောင်းလေတဟူးတိုက်နေသည်တောင်ဆောင်စင်ကြီးလျှော်အတိုင်းတရွေ့တက်လာရင်အေးဆက်ထုံကျင်လာသည့်နွေရဖျားကလေးတွေကိုလက်ဖြင့်ပုတ်သက်ဆုပ်ကင်လျက်နှွေးအောင်လှုပ်လိုက်သည်ခေါင်းဆွဲတာကိုနှစ်ရွက်လုံးအောင်ဆွဲချရသည်တက်လန်းချင်းတက်လာရင်လျှက်စင်မီလေးရရင်တိတ်ကောင်းမှာပဲဟုတွေးသည်ဒါဆိုထင်းခုတ်ရတတ်တာမည်ထင်းရောင်းမစားရလဲအရေးမကြီးတရသီးတွေခုပြီးရောင်းစားမည်လေနွန့်သည်တရွေ့တက်ရင်တောင်ကုန်းထိန်နာသို့အရောက်တွင်တောင်ကုန်းထိပ်တွင်မေးတင်၍ထွက်ပြူလာသောနေဝန်းနီကိုတွေ့ရလေသည်တဖြည်းဖြည်းလင်းဖြာလာသည့်နေအောင်ကြီးသည်နှင်းမြူကိုတိုးခွင်းလျက်ကဘာလောကကိုအနှွေးထက်ပေးလိုက်သည်နွန့်သည်တောင်ကုန်းထိပ်၌ခဏရက်၍နားလိုက်ရင်အဝေးကတောင်တန်းတွေကိုငေးလျက်အသက်ဝရှူမိသည်ဒီတောင်ကုန်းကိုဘလောက်မောကြီးပန်းကြီးတက်ခဲ့ရသည်ဖြစ်စေတောင်ကုန်းထိပ်ကိုရောက်တိုင်းလှမ်းမြင်ရသည့်ရှုခင်းတွေကနွန့်ကိုအမောပြေစေသည်နွန့်သည်ပလိုင်းကျိုးကိုဖြုတ်၍ပလိုင်းကိုချလိုက်သည်ထို့နောက်ပလိုင်းထဲမှရေဘူးကိုယူကာပလိုင်းကိုမှီ၍ထိုင်ချလိုက်ပြီးလက်ကျန်ရေဘူးကိုကုံအောင်မော့တောက်လိုက်တော့လူကပေါ့ပါလန်းဆန်းအားပြေလာသည်အရှိဘက်စီမှာတော့နေလုံးသည်တောင်ကြားတိမ်ကြားမှတရွေထွက်ပြူ၍လာလေသည်ဤကားလောကနိဗ္ဗာန်သည်ထင်းခုတ်ပြီးပြန်လာရသည့်မနက်ခင်းတိုင်းဒီနေရာလေးမှာထိုင်၍တထောင်နာရင်နေအောင်ကြီးအောက်ကချင်းတောင်တန်းတွေအလှကိုထိုင်ကြည့်ရသည့်အရာသာကိုနွန့်မမောလှသည်နေအောင်ကြီးလင်းပါလာချိန်၌နွန့်သည်အားအိမ်ပြေးတင်လန်းဆန့်လာကထိုင်ရမှထ၍ရပ်လိုက်သည်အဲ့ဒီတောင်တန်းတွေ၏အခြားတစ်ဖက်မှာဘာတွေများရှိနေမလဲနွန့်တို့နှင့်ကွဲပြားခြားနားသောဘဝတွေရှိနေလိမ့်မည်ဟုတော့နွန့်ကထင်ပါသည်ဘလို့ဘဝမျိုးတွေပါလဲနွန့်သိချင်လှသည်သို့တော့တောင်တန်းတွေ၏အလုံးမှာဘာတွေရှိသလဲဆိုတာကိုသိရန်ဒီတောင်တန်းကြီးတွေကိုကျော်လွန်ဖြတ်တန်းသွားဖို့အင်အားတစ်ခုခုတော့ရှိရမည်လောလောဆယ်တော့နွန့်မှာထင်းခုန်နိုင်သည့်တောင်ယာစိုက်နိုင်သည့်လမ်းလျှောက်နိုင်သည့်ခွန်အားကလွဲလို့ဘာခွန်အားမှမရှိသေးပါတနေ့နေ့မှာပေါ့တနေ့နေ့တော့လဲနွန့်မှာခွန်အားတစ်ခုခုရှိလာတန်ကောင်းပါရဲ့
နွန့်သည်နေ့စဉ်နှင့်အမျှတောင်ဆွေတောင်နှံအထက်ထက်ကိုမျောငေးရင်းနွန့်မှာခွန်အားတစ်စုံတရာရဖို့ဖျားသခင်ထံမှဆုတောင်းရသည်။မြေရောင်ကြီးလေးပါလာချိန်၌နွန့်သည်အားအင်ပြည့်တင်းလန်းဆန်းလာကထိုင်ရာမှထ၍ရပ်လိုက်သည်။အရှိသည်သို့မျက်နှာမူကားခေါင်းကိုမော်၍မျက်လုံးမိတ်ခါအသက်ဝဝရှူလိုက်သည်။ထို့နောက်ပလိုင်းကိုဖြက်လက်စွာကောက်လွယ်လိုက်ပြီးစင်ကြီးလျှောတောင်ကုန်းအတိုင်းဆင်းလာခဲ့သည်။အလာတုန်းကတော့စင်ကြီးလျှောတွေကိုပြေးတက်ပြေးဆင်းလုပ်ခဲ့သည်။အစင်းမှာတော့ဒူးဖြင့်ထိန်းကခြေမြဲမြဲကုပ်၍တတိထားကဆင်းရသည်။မကြခင်ရွာထဲသို့ဝင်ခဲ့ပြီ။သူများတွေကတော့ခုမှထင်းခုတ်ဖို့ရွာကထွက်ကြသည်။နွန့်ကတော့ကျောင်းတက်ရသူဖြစ်၍ကျောင်းချိန်မတိုင်မီစောစောခုတ်ရသည်။နွန့်ကထင်းပလိုင်းကိုဖြုတ်၍အိမ်ရှိမှချလိုက်တော့ပီပီကအိမ်ထဲကနေလမ်းမေးသည်။နွန့်ပြီးရေမောလာပြီလား။မောပါဘူးပီပီ။အေးမမောရင်ရွာထဲကလူကြီးအိမ်ကိုသွားလိုက်အောင်။ဘာဖြစ်လို့လဲပီပီ။လူကြီးအိမ်မှာမြို့ကပတ်ဝန်းကျင်ထိန်းသိမ်းပညာရှင်တွေဆိုလားရောက်နေတယ်။ရွာထဲကလူတွေကိုပြောစရာရှိလို့တဲ့ခေါ်ထားတယ်။နွန့်ပြီးပဲသွားလိုက်တော့။ဟုတ်ကဲ့ပီပီ။နွန့်ကထင်းပလိုင်းကိုမီးဖိုချောင်ဘက်မှသွားထားလိုက်သည်။ပြီးတော့အတွင်းကပေါင်းမရှိအထူကိုချွတ်ခါချင်းလုံကြီးကိုတူတူကြစ်ကြစ်ဝစ်လိုက်သည်။ခေါင်းစုပ်ကိုချွတ်လိုက်ပြီးနောက်စပင်ကိုလက်ဖြင့်တေတက်အောင်ဖိပုတ်ပြုတ်ပြင်လိုက်ပြီးအိမ်မှပြန်ထွက်လာခဲ့သည်။ရွာလူကြီးအိမ်ရောက်တော့အိမ်ပေါ်မှာလူစုံနေတာကိုတွေ့ရသည်။နွန့်တို့ရွာကလူတွေနှင့်အသွင်တရံကွဲပြားခြားနာသောလူတချို့ကိုလည်းတွေ့ရသည်။နွန့်ပြီးလာဟေးထိုင်ရွာလူကြီးတယောက်ကလှမ်းခေါ်သဖြင့်နွန့်ကလူအုပ်ကြားမှဝင်ထိုင်လိုက်သည်။ထို့နောက်မျက်နှာစိမ်းများရှင်းပြပြောပြသည့်စကားတွေကိုနားထောင်ရလေသည်။သူတို့ပြောသည့်အကြောင်းအရာထဲမှာနွန့်နားလည်နိုင်သည့်အကြောင်းအရာတွေလည်းပါသည်။နားမလည်နိုင်တာတွေလည်းပါသည်။အထူးသဖြင့်ကတော့လူနှင့်ပတ်ဝန်းကျင်တို့အပြန်အလှန်ဆက်နွယ်နေသည့်ဂေဟစနစ်ကိုပြုပြင်ပေးသည့်သစ်တောတွေကိုထိမ့်သိမ့်ဖို့ထိမခုတ်ကြဖို့တားမြစ်ခြင်းဖြစ်သည်။တစ်ပင်တွေတစ်မြစ်တွေကအပေါ်ယံမြေကြီးလွှာကိုထိမ့်ပေးထားတယ်။မြေအောက်ကရေတွေကိုလည်းထိမ့်ပေးထားတယ်။အဲဒါကြောင့်ရေကြီးရေရှမ်းတာတွေလည်းမဖြစ်စေဘူး။တစ်တောတွေရှိတော့မိုးလည်းမခေါင်ဘူး။စက်ရုံအလုပ်ရုံတွေကားတွေစီကထွက်လာတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုလည်းခြေဖြတ်ပေးနိုင်တယ်။တစ်ပင်တစ်တောတွေမရှိတော့ရင်ကဘာကြီးပူနွေးလာမယ်။မိုးခေါင်လာမယ်။ရေကြီးရေရှမ်းမှုတွေဖြစ်လာမယ်။ငတ်မော့ခေါင်းပါမှုတွေဖြစ်လာမယ်။တစ်တောတွေထဲမှာဇီဝမျိုးစုံမျိုးကွဲတတ္တဝါတွေမှီတင်းနေထိုင်ကြတယ်။အဲ့ဒီလိုမှီတင်းနေတဲ့တတ္တဝါတွေဥပမာပြားတို့အင်းဆက်တို့တွေကနေတဆင့်ဝတ်မုံကူတာမျိုးပြန်ပွားတာတွေဖြစ်ပြီးတီးနှံတွေတစ်ပင်တွေကိုပိုးပြီးအထွက်တိုးပြန်ပွားစေမယ်။ယူများစွာစူဝေးနေသည့်အိမ်ကလေးထဲမှာမြမအတန်ထွက်ပြပြတတတီတီငိမ့်ငိမ့်စကားတန်ကခက်မှန်မှန်ထွက်ပေါ်နေသည်။နွန့်မျက်စိမိတ်ထားလိုက်တော့ပြိုပဲ့လာသောချင်းတောင်တန်းတွေကိုမြင်ရသည်။တဝုံဝုံစီးဆင်းလာကရွာကလေးတွေပေါ်သို့ကြောက်မက်ဖွယ်လွှမ်းမိုးအုပ်ဆိုင်သွားသည့်ရေလိုင်းတွေမြစ်ချောင်းတွေကိုမြင်သည်။မဏိပူရမြစ်သည်ယခုပင်ဟိုအဝေးရခိုင်ရိုးမှကြားမှအောင်မြည်စီးဆင်းလာသည်ဟုထင်လိုက်ရကလူကဆက်ခနဲတုံသွားပြီးမျက်လုံးပွင့်လာသည်။နွန့်ပတ်ပတ်လည်မှာတော့မျက်စိတငယ်နားတငယ်ဖြင့်ငြိမ်သက်နေကြသည့်ရွာသူရွာသားအပေါင်းတို့ကိုတွေ့ရလေသည်။သူတို့မှာပြောစရာစကားရှိပုံမရရှိလဲပြောဖို့ဝင်ရဲမည်မထင်ပေ။နွန့်လိုပဲသူတို့သည်လည်းကြောင်ပိတ်အရိုက်ခံရသလိုခံစားနေကြမည်ဆိုတာနွန့်နားလည်လိုက်သည်။နွန့်ကရုတ်တရက်ပင်ထိုင်ရာမှထားရက်လိုက်ပါသည်။အိမ်ထဲရှိလူအားလုံး၏အကြည့်တွေကနွန့်စီသို့ရောက်လာသည်။ကြာကြာရရထွားထွားတိုင်းတိုင်းနှင့်ချင်းလုံကြီးခတ်တူတူဝတ်ထားသည့်မိန်းကလေးတစ်ယောက်ထိုမိန်းကလေးဘာပြောမည်ဆိုတာကိုသူတို့အားလုံးသိချင်နေကြပုံပင်ကျမတို့လည်းခုတ်ချင်လို့ခုတ်နေရမဟုတ်ပါဘူး။မခုတ်ရင်ငတ်မှာဆိုလို့သာခုတ်နေရတာပါ။ကျမတို့လည်းကျမတို့တောင်တွေကိုမပြိုစေချင်ပါဘူး။ရေတွေလည်းမကြီးစေချင်ပါဘူး။ဒါပေမဲ့ထင်းမရှိရင်ဘာနဲ့ချက်စားရမလဲ။နွန့်ကိုကြည့်နေတော့ရွာသူရွာသားများ၏မျက်နှာကတက်ကြွလာကမှန်နေမှန်တာပေါ့အဟုတ်ပဲဟူသောစကားသံတွေတီတိုတီတိုထွက်လာသည်။ရွာလူကြီးကလက်ကပြ၍တားမြစ်တော်မှငြိမ်သွားကြသည်။နွန့်ကနောက်ဆုံးစကားကိုတုံးတီတီပြောချလိုက်သည်။ထင်းမခုတ်စေခြင်းရင်လျှက်စစ်မီလေးရအောင်လှုပ်ပေးပါလား။အဲ့ဒါဆိုကျမတို့လည်းထင်းခုတ်စရာမလိုတော့ဘူး။ညညဆိုလဲလင်းလင်းချင်းချင်းစားကြလို့ရတာပေါ့။ရွာသားများဘက်မှဟုတ်တယ်မှန်တယ်ဆိုသောစကားတွေကြဲ့ကြဲ့လောင်လောင်ထွက်လာပြန်သည်။ရွာလူကြီးကနွန့်ကိုလက်ပြကထိုင်ခိုင်းလိုက်တော့နွန့်ကပြန်ထိုင်ချလိုက်သည်
အဲ့ဒီနောက်တော့အဖြစ်မပေါ်သောစုဝေးပွဲကိုနှီးကုန်းချုပ်လိုက်ကြလေသည်နောက်ပိုင်းကာလတွေမှာတော့နွန့်တွင်စိတ်အစွဲလန့်တစ်ခုဖြစ်ခဲ့ရသည်အရင်တုန်းကတော့ဘာကိုမှမတွေးပါစိတ်လက်ပေါ့ပါစွာထင်းခုတ်နိုင်ခဲ့သည်အဲ့ဒီနေ့နောက်ပိုင်းမှာတော့ထင်းခုတ်ဓမ္မကိုမြောက်ခါလူခနဲတစ်ချက်ခုတ်လိုက်တိုင်းဝုံကနေပြိုကျလာသည့်တောင်တွေကိုမြင်သည်တစ်ကိုင်းကိုဖျောက်ခနဲဆွဲချိုးချလိုက်တိုင်းရွာကလေးတွေပေါ်သို့ရှံကျဖုံးလွှမ်းသွားသည့်ရေလိုင်းလုံးတွေကိုမြင်သည်ရွှေပြောင်းတောင်ယာစိုက်ဖို့တစ်ပင်တွေကိုခုတ်ထွင်ရှင်းလင်းရတိုင်းရခိုင်ရိုးမတောင်ကြားမှတဝေါ်ဝေါ်စီးဆင်းရှံကျလာသည့်မဏိပူရမြစ်၏ကြောက်မက်ဖွယ်ရေစီးသံများကိုကြားယောင်လာရတတ်သည်တောင်ကပြိုပြီးမြစ်ကမိုးလျင်နွမ်းတို့ဘဝတွေကရောဘာဖြစ်မှလဲနွမ်းမျက်နှိုးမမောရသည့်ချင်းတောင်တန်းတွေကိုတော့အလှမပြတ်စေခြင်းပေထိုအချိန်မှစကားနွမ်းသည်ချင်းခုတ်တိုင်းအပြစ်ရှိသူတယောက်လိုခံစားလာရတတ်လေသည်ဖို့နွမ်းဆယ်တန်းနှစ်မှာနွမ်းအဖွားချင်းပုံကနွမ်းကိုစာအုပ်တစ်အုပ်နှင့်မိတ်ဆက်ပေးခဲ့သည်ထိုစာအုပ်မှာ1968ခုနှစ်ကထုတ်ဝေခဲ့သောစာအုပ်လေးဖြစ်သည်လျှော့မည်ဒီစာအုပ်လေးဖတ်ကြည့်ဒီစာအုပ်လေးကမြေးရဲ့ပူပူအဖိုးရှိစဉ်ကတည်းကတင်ထားတဲ့စာအုပ်လေးဒီစာအုပ်ကိုဖတ်ရင်ပြီးတို့ချင်းပြည်နယ်နဲ့ချင်းတိုင်းရင်းသားတွေကိုသူများတွေကဘလို့မြင်လဲဘလို့တွေးတယ်ဆိုတာသိရတာပေါ့မြေးရဲ့ပူပူရှိတုန်းကအမြဲပြောရတဲ့စကားရှိတယ်လူဆိုတာကို့အကြောင်းကိုတွေးရုံနဲ့မပြီးဘူးတဲ့ကို့အကြောင်းကိုသူများဘလို့တွေးတယ်ဆိုတာကိုပါသိထားတဲ့နဲ့တဲ့အဲ့ဒီလိုသိလေကို့အတွေးတွေကကျေပြန့်လာလေပဲတဲ့အဲ့ဒီလိုပဲကို့လူမျိုးကို့ပြည်နယ်ကို့နိုင်ငံကိုကမြင်တဲ့အမြင်ရောတခြားလူမျိုးတခြားတိုင်းပြည်ကမြင်တဲ့အမြင်ကိုပါသိအောင်ကြိုးစားရမယ်တဲ့နွမ်းကအဖွားပေးသည့်စာအုပ်ဝါကျင်ကျင်လေးကိုတယူတသေးကင်၍ကြည်လိုက်သည်သိမ့်ဖေမြင့်ဝိသေတာတိုင်းတမိုင်းအစနွမ်းကတီးတိုးရေရွ၍ဖတ်လိုက်သည်စာရေးစရာသိမ့်ဖေမြင့်ရေးသည့်ထိုစာအုပ်လေးကိုနွမ်းကစိတ်ဝင်စားသွားသည်နွမ်းတို့ရွာမှာတော့စာအုပ်ဖတ်သည့်အလေးအထမရှိလာပါသမယူးကြရွာသူရွာသားတွေကစာမဖတ်ပူပူကတော့ဂျပန်ခေတ်ကစစ်ဗိုလ်ဖြစ်ခဲ့သောပညာတတ်တစ်ယောက်ဖြစ်၍စာလဲဖတ်ကာအမြင်လဲကျယ်ခဲ့ပုံရသည်ထိုစာအုပ်လေးကနွမ်းဘဝမှာကျောင်းစာအုပ်အပြင်ပထမအဦးဆုံးဖတ်ဖူးသောစာအုပ်လေးဖြစ်ခဲ့သည်ထိုစာအုပ်လေးကြောင့်ပင်ဖလန်ကြောင်ဟင်းတီးတိန်နှင့်လန်ဆန်ကလွဲ၍ချင်းပြည်နယ်အနှံ့ပင်မရောက်ဘူးသောနွန့်ကိုချင်းပြည်နယ်အကြောင်းသိစေသည်စူဇန်ခီးသွားခြင်းစိတ်ကိုဖြစ်လာစေသည်နွမ်းတို့ပြည်နယ်၏အဖိုးထိုက်တန်သောတောင်တန်းတွေတစ်တော်တွေဇီဝမျိုးစုံမျိုးကွဲတွေအကြောင်းသိလာစေသည်လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကိုလည်းသိခဲ့ရသည်နိုင်ငံရေးအခြေအနေတွေကိုလည်းသိခဲ့ရသည်ထိုစာအုပ်ကလေးကနွန့်ကိုတစုံတရာသောအလင်းရောင်ကိုပြခဲ့သည်အဲ့ဒီနောက်မှာတော့နွန့်သည်စာအုပ်တွေကိုစိတ်ဝင်စားလာခဲ့သည်တီးတိမ်မှာကျောင်းသားတတိုင်းစာအုပ်ဆိုင်များနှင့်စာကြည့်တိုက်ကိုရှာဖွေတတ်လာသည်နွမ်းနှင့်ရွယ်သူမိန်းကလေးတွေကျောင်းထွက်၍အိမ်အောင်ပြုတ်သွားကြချိန်တွင်နွမ်းကတော့စာအုပ်တွေကိုသာစိတ်ဝင်စားနေခဲ့သည်စာအုပ်တွေများများဖတ်ရင်းနွမ်းသည်များများတွေ့တတ်လာသည်ဟိုရခင်ကနွမ်းအပြေမထုတ်တတ်သည့်ပု္ပ္ပစာတွေကိုစာအုပ်တွေကဖြေရှင်းပေးခဲ့သည်ရွာကလူအများစုလက်ခံသည့်ကိစ္စတွေကိုနွမ်းလက်မခံနိုင်သလိုဖြစ်လာသည်သူတို့အတွက်ဘာမှမထူးဆန်းသောကိစ္စတွေကနွမ်းအတွက်ထူးဆန်းစေကနွမ်းအတွက်ကြီးကျယ်သည့်ကိစ္စတွေကသူတို့အတွက်အသေးအမွှားဖြစ်ခြင်းဖြစ်နေတတ်ပြန်သည်စာအုပ်တွေကြောင့်ပင်နွမ်းသည်ရွာကလူများစုနှင့်ကွဲပြားခြားနားသောအတွေးခေါ်မျိုးရှိသည့်မိန်းကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာရသည်တောင်တန်းတွေရဲ့ဟိုမာဘက်အလွန်ကိုစူးစမ်းခြင်းစိတ်တွေလည်းတနေ့တခြားများပြားလာခဲ့ရလေသည် Frank ထိုညကလာပြင်းညဖြစ်ပြီးလာရောင်သည်လန်ဆန်ရွာပေါ်သို့ဖြန့်ကျက်အုပ်မိုးထားလေသည်ညအမောင်လာရောင်အောက်တွင်တလက်လက်လင်းနေသောမီးရောင်များသည်ရွာဘက်စီမှရွာထိပ်တောင်ကုန်းစီသို့ဦးတည်ရွေရှားနေကြသည်နောက်ကျနေလိုက်တာဘာများဖြစ်နေတယ်မသိပါဘူးနွမ်းပြီးရဲ့နွန့်အတော်၏အတန်ကအမှောင်ထဲမှတိုးတိုးတုံတုံထွက်ပေါ်လာသည်အတော်ကထင်းရှူးစီမီးတုပ်ကိုမြှောက်ကိုင်းကရွာထိပ်တောင်ကုန်းစီသို့ခတ်သွက်သွက်ရှောင်နေသည်နွမ်းကလည်းမီးတုပ်ကိုကိုင်းကအတော်နောက်မှခတ်သွက်သွက်ရှောက်လိုက်လာသည်နွမ်းတို့၏ဘေးမှာရှေ့မှာနောက်မှာလူများစွာသည်မီးတုပ်ကိုစီကိုင်းလျက်ရွာထိပ်တောင်ကုန်းစီသို့သွက်သွက်ရှောက်လျက်ရှိသည်
ညရိပ်အောက်တွင်မီးတုပ်လက်လက်လေးတွေဟိုမာဒီမာပြန့်ကျဲ၍လျားနေကြသည်အားလုံး၏ဥတီယာကတော့တနေရာတည်းသာဖြစ်လေသည်နွမ်းတို့ရွာရှိယောက်ျားအများစုသည်အုပ်စုဖွဲ့၍အမဲလိုက်ထွက်လေရှိသည်သူတို့အမဲလိုက်သွားသည့်တောမှာရွာနှင့်10 မိုင်ကျော်ဝေးသည်ဟုဆိုသည်ထိုတောထဲကိုလူမီတနတ်ကိုစီဖြင့်လမ်းလျှောက်သွားခဲ့ကြသည်ထိုတောထဲမှာပင်ညအိပ်ကြသည်တောထဲမှာပင်ဟန်းကောချိုင်များဖြင့်ချက်ပြုတ်စားတောက်ကြသည်များသောအားဖြင့်ကတော့စောင်းနှင့်ຫນွေဦးအခါများမှာအမဲလိုက်လေရှိသည်တီးနှံရိတ်သိမ်းပြီးကာလမှာကျင်းပသည့်ခွာတူပွဲတော်အတွက်တော့နှစ်စဉ်မပြတ်မကွက်အမဲလိုက်ကြလေသည်ခါတိုင်းအမဲလိုက်သွားလျင်တော့နေမဝင်မီပြန်ရောက်လေရှိသည်ဒီတစ်ခါတော့မိုးချို့သည့်တိုင်ပြန်ရောက်မလာကြသဖြင့်ရွာကလူတွေအားလုံးစိတ်ပူကာမီးတုပ်ကိုစီဖြင့်ရွာထိပ်မှလာကြိုစောင့်ကြခြင်းဖြစ်လေသည်လရောင်ကလင်းတော်လဲစောင်းနှင်းမုံများကမှုန်ရည်နေသည်ညဦးပိုင်း၌ပင်နှင်းတို့ဖွဲကြစာပြုသည်တောင်ကုန်းတစ်ဝိုက်မှာတော့မီးတုပ်ကလေးတွေလင်းလက်ပြိုပြက်လျက်စကားသံတွေထွက်ပေါ်လျက်အားလုံးသည်တောင်ကုန်းပေါ်တွင်ရက်လျက်ရွာဝင်လန်းစီစိတ်ဆောမျောငေးလျက်ရှိသည်ရဲရတာကြာလာတော့တချို့ကထိုင်လိုက်ကြသည်နွမ်းလဲလူရှင်းသည့်တောင်ကုန်းတနေရာမှာသွားထိုင်နေလိုက်သည်တောအုပ်အုပ်ချာမှရေလန်းကျဉ်းကျဉ်းကလေးကိုလရောင်အောက်တွင်ပြပြမြင်ရသည်ဒီထက်နှင်းပိုကျလာလျင်တော့မြင်ရတော့မည်မဟုတ်ပေနွမ်းသည်အများနှင့်ရောနောစကားမဆိုဘဲရွာဝင်လန်းစီသို့သာမျှော်ငေးကြည့်နေလိုက်သည်အမဲလိုက်သွားသူတွေထဲမှနွမ်းနှင့်တိုက်ရိုက်သက်ဆိုင်ရင်းချသူတွေတော့မပါဝင်ပါအတော်တဝမ်းခွဲဤယောက်ျားနှင့်တငယ်ချင်းဤအဖေတယောက်တော့ပါသည်သို့တော့ကို့တရားရဲသားချင်းအားလုံးကိုတော့ဘေးအန္တရာယ်ကင်းစွာပြန်လာခဲ့စေခြင်းသည်ပြန်လာမည့်သူတွေကိုစီးကြိုတိုင်းမည့်ခေါင်ရည်ဘူးရေဘူးနှင့်အချိုရည်ဘူးတွေကိုလည်းနွမ်းတို့အားလုံးယူဆောင်လာခဲ့ကြသည်နွမ်းလက်ထဲမှာတော့တီးတိမ်ငါဝယ်လာသည့်အချိုရည်ဘူးကလေးတစ်ခုကိုကင်ထားသည်မောပတ်နေသူတယောက်အတွက်နွမ်းအချိုရည်ဘူးကလေးကအမောပြေစေပါလိမ့်မည်နွမ်းမျှော်ကြည့်နေစဉ်၌ပင်တောဆက်စီကထွက်လာသည့်မီးတုပ်လက်လက်လေးတွေကိုလှမ်းမြန်လိုက်ရလေသည်ဟောအားလုံး၏အာမေရိတန်နှင့်အတူထိုင်နေသူများအားလုံးထရက်လိုက်ကြသည်ပြန်လာပြီဟေ့ပြန်လာကြပြီဟေ့ဝါသာအားရဟိကျွေးလိုက်သောအတန်များမှလည်းတောညံ၍သွားလေသည်အမဲလိုက်သူတို့၏ဇနီးများတောင်ကုန်းပေါ်မှပြေးဆင်းသွားကြသည်မှာဖုံတစ်ထောင်ထောင်ပင်ထကြံခဲ့သည်နွမ်းသည်မီးတုပ်ကိုမြောက်ကိုင်းရင်ထိုင်ရာမှထားလိုက်သည်တောင်ကုန်းထိပ်မှပင်ရက်လျက်ပျော်ရွှင်နေကြသူများကိုငုံကြည့်နေလိုက်သည်ထိုအချိန်၌ပင်နွမ်းမြင်ကွင်းထဲသို့ဝင်ရောက်လာသောယောက်ျားပြိုတစ်ယောက်ကိုတွေ့လိုက်ရလေသည်ရှင်းတပည့်ကြီးကြီးကိုတစောင်းခြုံပတ်ထားသဖြင့်လက်မောင်းနှင့်ပခုံးတစ်ချမ်းကထင်းထင်းပေါ်နေကထိုလက်မောင်းကြွက်သားတို့၏ကြက်လက်လှပခြင်းကိုသတိပြုမိစေသည်လက်မောင်း၏အလယ်တွင်ကျိုးမဲတစ်ခုပတ်ထားသဖြင့်လက်မောင်းအပေါ်ပိုင်းကြွက်သားတို့ဖူးထင်နေကမိတို့၏အလင်းရောင်အောက်မှချွေးဖြင့်ဆိုလန့်နေသည်လယ်ပင်မှာတော့အဆွဲလိုပတိနှစ်ကုံးကိုဆွဲထားပြီးလက်ကောက်ဝင်မှာလည်းပတိတချို့ကိုပတ်ထားလေသည်ပခုံးတစ်ဖက်မှတူးမီတနတ်ကိုလွှဲ၍တစ်ဖက်မှာတော့ခြေလားဆက်လားမသိသောတားကောင်တစ်ကောင်ကိုထမ်းကာတောင်ကုန်းပေါ်သို့တွက်လက်ကြွားဝင်စွာလှမ်းတက်လာသောထိုယောက်ျားသည်နွမ်းမြောက်ကင်ထားသောမိတို့၏အလင်းရောင်အောက်တွင်ထင်ရှားသည့်ထက်ထင်ရှား၍လာလေသည်နွမ်းရင်သည်ဖြတ်ကနေလှုပ်ခါသွားတာကိုသိလိုက်ရသည်ပထမအဆုံးလှုပ်ခတ်ခြင်းဖြစ်၍ဘာကြောင့်ရမှန်းတော့မသိပါပြီနွမ်းသည်တောင်ကုန်းထိပ်တွင်ရပ်နေရင်မိတို့၏အလင်းရောင်ဖြင့်မြင်နေရသည့်သူကိုလှမ်းကြည့်နေခဲ့မိသည်သူကနွမ်းနှင့်တဖြည်းဖြည်းနီးလာပြီအိမ်တော်တွေအားလုံးသူတို့ခင်မွန်းတွေကိုဝိုင်းဝန်းကြိုဆိုနေကြတော့လဲသူ့ကိုတော့ကြိုမိသူတယောက်မှမရှိသူကနွမ်းတို့ယာသားရောဟုတ်ရဲ့လားသူ့ကိုနွမ်းတခါမှမမြင်ဘူးပဲနွမ်းကဖြတ်ခနဲသူ့ရှိသို့လမ်းထွက်သွားမိကနွမ်းလက်ထဲကအချိုရည်ဘူးကိုသူ့အားလှမ်းပေးလိုက်မိစဉ်နွမ်းလက်ဖြားမှအေးဆက်လာပါသည်မီးတော်၏အလင်းရောင်ဖြင့်ဖြတ်ခနဲတောက်ပသွားသည့်သူ့မျက်ဝန်းများနှင့်စုံစဉ်ရင်ဝမှလက်ခနဲတစ်ချက်အေးပြန်သည်သူကနွမ်းကမ်းပေးသည့်အချိုရည်ဘူးကိုလှမ်းယူကာတခါတည်းကုံအောင်မောတောက်လိုက်ပြီးမှနွမ်းကိုကြည့်လိုက်ရင်လုံတန်မအာငါကိုသူကကျေးဇူးတင်ပါတယ်ဆိုတော့နွမ်းကရပါတယ်ဟုပြန်ပြောမိသည်ဖြတ်ခနဲမျက်လုံးချင်းစုံရသည်မန်းရီအမဲဖြတ်ရအောင်ငါတို့အိမ်ကိုလိုက်ခဲ့ဟိသူ့နောက်ဖက်မှအတန်နှင့်အတူနောက်မှလိုက်လာသူများနှင့်သူရောထွေးသွားသည်သူကနှံ့ကိုလှဲ့တကြီးကြီးနှင့်ပင်လူအုပ်နှင့်ရောကပါသွားသည်
နွမ်းသည်တောင်ကုန်းထိပ်၌ပင်မီးတို့ကိုမြှောက်ခါရပ်တန့်ကြံခဲ့ရင်းတောင်ကုန်းဆင်ကြီးလျှော်အတိုင်းရှောက်ဆင်းသွားသည့်သူ့ကြောပြင်ကိုငီးကြည့်ကြံခဲ့သည် ထိုညကရွာမှာစောင်းနှင်းတွေတိတ်တဲထူထပ်စွာကျရောက်ခဲ့ပါသည်မန်းထိုနာမည်ကိုတီတိုးရေရွံ့မိခိုင်မှရှင်ထဲနည်းနည်းနှွေးထွေးလာသည်ဟုထင်မိသည်လရောင်ဖြာသောနှင်းသေးသည့်ထိုတစ်ညကိုနွမ်းမမေ့တော့ချေ